မင်္ဂလာပါခင်ဗျာယနေ့ပြောပြမယ့်အကြောင်းကတော့ low voltage panel protection အကြောင်းပဲဖြစ်ပါတယ်ဒီနေရာမှာ low voltage protection ဆိုတာကျွန်တော်တို့လက်စစ်ဓာတ်ဖြန့်ပြီးအပိုင်းမှာအသုံးပြုတဲ့ဥပမာစက်ရုံအလုပ်ရုံတွေမှာအသုံးပြုတဲ့ motor တွေကိုထိန်းချုပ်ခြင်းစက်ရုံအလုပ်ရုံတွေမှာအသုံးပြုတဲ့လျှက်စစ်ပိုင်းဆိုင်ရာပစ္စည်းများကိုဘေးအန္တရာယ်မဖြစ်အောင်ကာကွယ်ခြင်းနေရာတွေမှာအသုံးပြုပါတယ်ရေဘူးကအဖြစ်တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာ low voltage panel တွေမှာတော့ကျွန်တော်တို့400 volt 50 Hz နဲ့ကျွန်တော်တို့3 phase 3 wire 3 phase 4 wire system တွေကိုအသုံးပြုကြပါတယ်ကျွန်တော်တို့ low voltage panel တွေကိုကျွန်တော်တို့အဓိကကာကွယ်ရေးစနစ်အနေနဲ့အသုံးပြုတဲ့ protection စနစ်၈ခုရှိပါတယ်၎င်းတို့ကတော့ကျွန်တော်တို့ overload protection short circuit protection effort protection over voltage protection under voltage protection phase protection temperature protection motor protection တို့ပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော် low voltage panel တစ်ခုရဲ့ power consumption ကိုတွက်ချင်တယ်ဆိုလို့ရှိရင်အသုံးပြုမယ့် formula ကတော့ကျွန်တော်တို့ power is equal to √3 cos phi ပဲဖြစ်ပါတယ်ကျွန်တော်တို့ low voltage protection panel တွေမှာအဖြစ်များတဲ့ fault တွေကတော့ကျွန်တော်တို့ breaker tripping loose terminal busbar heating phase missing relief fault တို့ပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော် low voltage panel တွေကိုကျွန်တော်တို့ပြုပြင်ထိန်းသိမ်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ contact များကိုကျွန်တော်တင်းကျပ်စွာပြုလုပ်ရပါမယ်ဖုံမုတ်တွေအညီကျတွေမရှိအောင်တန်ရှင်းပြုလုပ်ရပါမယ် insulation တွေကောင်းမကောင်းစစ်ဆေးရပါမယ်ကျွန်တော်တို့ thermal scanning တွေနဲ့ကျွန်တော်တို့ပစ္စည်းတွေမှာအပူချိန်မြင့်တက်နေခြင်းရှိမရှိစစ်ဆေးရပါမယ် relay breaker တွေအလုံးလုံးမလို့စစ်ဆေးရပါမယ်ဒီလိုစစ်ဆေးတဲ့အခါမှာကျွန်တော်တို့ဘေးရန်နဲ့ကင်းရှင်းရေးအနေနဲ့ safety အနေနဲ့ကျွန်တော်တို့အသက်မဖြစ်မနေချရပါမယ် PPE ဝတ်စုံဝတ်ရပါမယ်ကျွန်တော်တို့အလုံးမလုံးမီကျွန်တော်တို့ breaker တွေဓာတ်လိုင်းတွေကိုဖြတ်တောက်ထားရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ panel တွေကိုအမြဲတစေ6တွေ့အောင်ထားရှိရမှာဖြစ်ပါတယ်ကျွန်တော်တို့ဘေးကင်းစွာ safety ဖြစ်စွာလက်စစ်ပစ္စည်းတွေကိုအသုံးပြုနိုင်ရန်တက်တန်းရှာကြည့်စွာအသုံးပြုနိုင်ရန်လက်စစ်ပိုင်းဆိုင်ရာမတော်တဆမှုတွေမဖြစ်ပေါ်စေရန်အတွက် low voltage panel များမှာ protection စနစ်ဒီကောင်းမွန်နေစေရန်အလွန်အရေးကြီးပါသည်အားလုံးကိုကျေးဇူးတင်ပါတယ်